ပဲခူးတိုင်းပနောင်းမြို့နယ်ညောင်ကျိုးမှာဖြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အာရက္ခတပ် AA ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲဟာပြင်းထန်နေပြီးစစ်ကောင်စီဘက်ကစခန်းလက်မလွတ်ရရေးအတွက်ရန်ကုန်ဘက်ကတပ်ရင်းတွေကိုပါအင်အားဖြည့်တင်းပို့ဆောင်နေတယ်လို့သိရပါတယ်။တိုက်ပွဲပြင်းထန်နေပြီးအင်အားလိုအပ်ချက်များပြားနေတဲ့အတွက်စစ်ကောင်စီကညောင်ကျိုးကိုမှော်ပြီးတပ်နယ်တပ်ရင်းတွေကပါအင်အားရာနဲ့ချီပြီးပို့ဆောင်နေတယ်လို့သိရပါတယ်။မော်ဘီကမင်္ဂလာတုံတက်နေပြီးရင်တပ်ရင်းတပ်ဖွဲ့အများဆုံးပဲအဲ့ဒီကတပ်ဖွဲ့ဝင်တွေကိုစုဖွဲ့ပြီးညောင်ကျိုးကိုပို့နေတာညောင်ကျိုးကတော့ကြာခါနီးပါပြီလို့တပ်သတင်းရင်းမြစ်တအူးကပြောပါတယ်။စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်းခမရ313ခမရခွန်ရ1ခမရခွန်ရ2နဲ့ခမရခွန်ရ3တပ်ရင်း၄ရင်းရှိတဲ့အနက်3ရင်းကိုညောင်ကျိုးကိုအင်အားဖြင့်ပို့ဆောင်ပေးနေတာတပ်ရင်းတစ်ခုမှာတပ်ဖွဲ့ဝင်အင်အား40စုဖွဲ့ပြီးညောင်ကျိုးစခန်းလက်မလွတ်ရရေးအတွက်ယခုမတ်လအတွင်းမှာအင်အားဖြည့်တင်းပေးနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။တောင်ကုတ်ပဲခူးအဆက်တောင်ပေါ်ကြီးစခန်းကစပြီး AA ကစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာအခုပတ်တောင်းတက်နဲ့ညောင်ကျိုးအထိတိုက်ပွဲကရောက်ရှိနေပြီဖြစ်ပါတယ်။စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများနေကရန်ကုန်နဲ့အုတ်ရှစ်ပင်ကနေစစ်အင်အားတွေဖြည့်တင်းပေးနေရတယ်လို့သိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့ကစပြီးအုတ်ရှစ်ပင်ကတပ်ရင်းတပ်ဖွဲ့တွေကိုစစ်သုံးဘောကားရင်နှန်းတွေနဲ့အင်အားဖြည့်ပေးနေရပြီးဒဏ်ရာရသေးဆုံးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပြန်လည်တည်ဆောင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြည်မျိုးကရွှေတောင်စစ်ဆေးရုံမှာလည်းညောင်ကျိုးကဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကိုပို့ဆောင်ထားရမှာဒဏ်ရာရတဲ့လူတွေအများများပြားနေလို့ကုသမှုတွေလုပ်ပေးနိုင်ခြင်းမရှိတော့ဘဲမင်္ဂလာတုံစစ်ဆေးရုံကိုပရဟိတအသင်းတွေကကားတွေနဲ့ပါပို့ဆောင်ပေးနေရတယ်လို့ဒေသခံတွေဆရာသိရပါတယ်။ AA ရခိုင်ပဲခူးအဆက်ကတောင်ပုံကြီးစခန်းမိုးရှိတောင်ဗျူဟာတွေကိုသိမ်းပိုက်ခဲ့ပြီးရေးမြို့နယ်အတွင်းကနက်တောင်တာဝါတိုင်းစခန်းကိုပကံကွဲလက်နက်ကြီးစခန်းတွေကိုပါသိမ်းယူကညောင်ကျိုးအထိဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ညောင်ကျိုးစခန်းမကျစေရေးအတွက်ညောင်ချေတောက်နဲ့ကပစစက်ရုံတွေကနေလက်နက်ကြီးတွေပစ်ကူပေးနေပြီးလေကြောင်းပစ်ကူနဲ့စက်တက်လေကြီးတွေကိုသုံးပြီးဘုံကျဲချတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေတယ်လို့သိရပါတယ်။အဲဒီလို AA နဲ့မဟာမိတ်တွေကညောင်ကျိုးဘက်မှာတိုက်နေတဲ့တစ်ချိန်တည်းမှာပဲတရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာအပြီးမှာတရုတ်ကျေးသားစစ်သားတွေကြောက်ဖြူမြို့နယ်ကိုရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။စစ်သတင်းတွေကိုလေ့လာနေတဲ့ဒေသခံတအူးကသူတို့ကတရုတ်ဝစ်စုံတွေနဲ့လာတာမဟုတ်ဘူးမြန်မာစစ်တပ်ကစစ်ဝစ်စုံတွေကိုဝစ်ပြီးအသွင်ပြောင်းပြီးပို့ထားတာရှစ်တပတ်ကဝင်ကူပြီး AA ကိုတိုက်ဖို့လာတာလားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လာတာလားဆိုတာကိုတော့တေချာမပြောနိုင်သေးပါဘူးစံနိုင်ပါသမားတွေလည်းပါတယ်လို့သတင်းတွေထွက်နေတယ်လို့ပြောပါတယ်အဲ့ဒီတရုတ်စစ်သားတွေကိုကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဓညဝရီရေးတပ်စခန်းအနီးမှာအာရိခတိုက် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားလာပြီးတဲ့နောက်ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာကြောက်ဖြူကိုလေကြောင်းကနေတဆင့်ပို့ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့မှာရန်ကုန်လေဆိပ်ကနေတဆင့်ကြောက်ဖြူမြို့ကိုတရုတ်ကျေးသားစစ်သား25ယောက်ပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီနဲ့နှီးစပ်တဲ့သတင်းတွေကပြောပါတယ်။တရုတ်စီမံကိန်းတွေရှိရာမလေးကျွန်းကတစ်ပုတ်တောင်ကဓညဝရီတပ်စခန်းနဲ့9မိုင်ခန့်အကွာမှာတည်ရှိပြီးအဲ့ဒီမဒေးကျွန်းမှာတရုတ်လူမျိုးဝန်ထမ်းရာနဲ့ချီပြီးရှိတယ်လို့သိရပါတယ်။လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတရုတ်ကျေးသားစစ်သားတွေကိုစစ်ကောင်စီရဲ့ညဝရီရဲတပ်စခန်းဌာနချုပ်နဲ့အမှတ်32ရဲတပ်ရင်းအပါအဝင်တပ်ရင်းတချို့မှာပါဖြန့်ကျက်ထားပြီးနေပြည်တော်မှာလည်းလက်နက်ကြီးပစ်ကူပေးဖို့ပို့ထားတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။အဲ့ဒီတရုတ်ကျေးစားစစ်သားတွေဟာလူဦးရေ90ဝန်းကျင်လောက်အထိအနည်းဆုံးရှိပြီးအဲ့ဒီအထဲမှာစံနိုင်ပါသမားတွေအများစုပါဝင်တယ်လို့သိရပါတယ်။အခုရောက်ရှိနေတဲ့တရုတ်ကျေးစားစစ်သားတွေကတိုက်ပွဲဝင်ဖို့မဟုတ်ပဲစစ်ကောင်စီတပ်သားတွေကိုနည်းပညာပိုင်းဆိုင်ရာဒရုန်းစံနိုင်ပါနဲ့လက်နက်ပစ်ကူတွေပြသဖို့အတွက်သာဖြစ်တယ်လို့လည်းတပ်သတင်းရင်းမြစ်တွေစီကသိရပါတယ်။လာမယ့်အခြေအနေကအခုချိန်ထိဘာမှသေချာမသိရသေးဘူးလို့ပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလည်းကြောက်ဖြူမြို့နယ်အနီးကမဒိန်းကျွန်းစီမံကိန်းကိုလုံခြုံရေးယူဖို့ဆိုပြီးတရုတ်စစ်သားတွေကိုစစ်ကောင်စီကပို့ဆောင်ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကမြဝတီရေတပ်ဌာနချုပ်ကိုရေကြောင်းကနေတဆင့်တပ်အင်အားတွေဖြည့်တင်းပေးထားပြီးစစ်ရေရင်အများပြားကိုလည်းမလေးကျိုးနဲ့အနီးတစ်ဝိုက်မှာချထားတယ်လို့သိရပါတယ်။ရေတပ်မှာအင်အားဖြည့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက
လက်ရှိမှာ AA ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်းကျောက်ဖြူဒေသခံစစ်ရေးသတင်းမြင့်တဦးကပြောပါတယ်။မင်းအောင်လှိုင်ကိုတော့ရှော့တွဲလို့မရဘူး။အဓိကကြောက်ဖြူတိုက်ပွဲမှာသူတို့အထိနာလို့သူတို့ဘက်ကတည်းမထူးနေမထူးဆိုပြီးစစ်ကြောင်းထိုးပြီးထိုးစစ်ဆင်နေတာပြီးတော့စစ်ကောင်စီကကြောက်ဖြူမှာဆိုရင် AA ရဲ့အားနည်းချက်အားသာချက်တွေကိုသိထားတယ်။စစ်ကောင်စီဘက်ကအဓိကရေလမ်းကိုအားကိုးပြီးလုပ်နေတာလို့ပြောပါတယ်။